ကျွန်တော်တို့ချင်းညီနောင်မှာဆက်ပြီးတော့ပေါ်ဆောင်ရမယ်ဒီတင်စစ်စင်ရေးထိုနည်းတူပဲကျွန်တော်တို့ချင်းပြည်နယ်တွင်းမှာရှိနေသေးတဲ့ဟာခါထန်တလန်စသည်မြို့တွေလွတ်မြောက်ရေးအတွက်လည်းကျွန်တော်စွမ်းစွမ်းတမန်ဘူပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်2025ခုနှစ်ဧပြီလ24ရက်နေ့မှာကြာရောက်တဲ့ချင်းကကွယ်တပ်ဖွဲ့မင်တပ်စီဒက်မင်တပ်ရဲ့တော်လှန်ရေး၄နှစ်ပြည့်နေ့တွင်ပြည်တွင်းပြည်ပမှာရှိနေကြတဲ့မိဘပြည်သူတော်လှန်မိဘပြည်သူအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြောင်းနှုတ်ခွန်းဆက်ပါပါတယ်။လွန်ခဲ့တဲ့၄နှစ်2021ခုနှစ်ဧပြီလ24ရက်နေ့မှာတနိုင်ငံလုံးမှာရှိနေကြတဲ့လက်နက်ကိုင်အနေဖြင့်ကျွန်တော်တို့မျိုးတော်လှန်ရေးမှာပေါ်ဖွာလာတဲ့ CDF မင်တပ်အနေဖြင့်ဧပြီလ24ရက်နေ့မှာလက်နက်ဆွဲကင်ပြီးတော့စစ်အာဏာရှင်စနစ်ကိုတော်လှန်ခဲ့တာဒီနေ့ဆိုရင်၄နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။လက်နက်အားကိုပြီးတော့ပြည်သူလူထုကိုနိုင်တဲ့စီးနှင်းဖြစ်နေပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်မင်းမှုဖို့ကြိုးစားနေတဲ့အကြမ်းဖက်မင်းအောင်လှိုင်နဲ့အပေါင်းပါတွေကိုလက်နဲ့ဆွဲကင်ပြီးတော့တော်လှန်မှဖြစ်နေဆိုပြီးတော့ကျွန်တော်တို့ CDF မင်တပ်အနေဖြင့်လွန်ခဲ့တဲ့၄နှစ်လက်နဲ့တော်လှန်တိုက်ခိုက်ခဲ့ပါတယ်။ဒါကိုဆွဲပြုပြီးတော့ကျွန်တော်တို့ချင်းကဝဲတပ်ဖွဲ့မင်တပ်ရဲ့တော်လှန်ရေး၄နှစ်ပြည့်အခမ်းအနားကိုပြုလုပ်ကျင်းပလာခဲ့တာဆိုဒီနေ့၄နှစ်တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဟာမတရားမှုကိုငြိမ်းချမ်းစွာနဲ့စိုက်ကြည့်ပြီးတော့အာဏာရှင်စနစ်ကိုအကြမ်းမဖက်တဲ့နည်းလမ်းနဲ့တော်လှန်ခဲ့ကြပါတယ်။ဒါမဲ့လက်နဲ့အားကိုးနေတဲ့အကြမ်းဖက်မင်းအောင်လှိုင်နဲ့အပေါင်းပါတွေဟာပြည်သူလူထုကိုဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းနှိပ်စက်ခြင်းမျိုးမျိုးကိုပြုလုပ်လာခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာမဖြစ်မနေလက်နဲ့ဆွဲကင်ပြီးတော့တော်လှန်ခဲ့ရတာဖြစ်ပါတယ်။ယနေ့တော်လှန်ရေး၄နှစ်ပြည့်မှာကျွန်တော်တို့ကိုစားပြုထားတဲ့မင်တပ်မြို့နယ်မင်တပ်ဒေသတစ်ခုလုံးလဲဆရာနာရှင်စနစ်ကလွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဒီလိုအာဏာရှင်စနစ်ကလည်းလွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်တဲ့နေရာမှာမိမိရဲ့အသက်ခံတာကိုပေးဆက်သွားကြတဲ့သူရဲကောင်းအားလုံးကိုလည်းဒီကနေလည်းလေးလေးနက်နက်ဝန်းညွှန်လေးပြုပါတယ်။ဒီတော်လှန်ရေးကာလတိုက်ပွဲတစ်လျှောက်မှာငွေကြေးအဖြစ်တော်လည်းကောင်းမိမိရဲ့ခန္ဓာအဖြစ်တော်လည်းကောင်းအသိဉာဏ်အဖြစ်တော်လည်းကောင်းတဲ့ပေါင်းစုံကနဲ့ပါဝင်ပူးပေါင်းနေကြတဲ့တယောက်ချင်းစီကိုလည်းလေးလေးနက်နက်ဂုဏ်ပြုပါတယ်။ထိုနည်းတူပဲကျွန်တော်တို့ရဲ့မပြည့်ပြတ်သေးတဲ့ဆက်လက်ဆင်နွှဲရအောင်နဲ့လက်နက်ကင်တိုက်ပွဲမှာလည်းဆက်ပြီးတော့အားလုံးပူးပေါင်းပါဝင်ကြဖို့လည်းဖိတ်ခေါ်နေပါတယ်။ကျွန်တော်တို့ယနေ့ကျွန်တော်မင်းတပ်မြို့နယ်လွတ်မြောက်ခြင်းဟာချင်းပြည်တစ်ခုလုံးလွတ်မြောက်ခြင်းမဟုတ်ပါဘူး။ထိုနည်းတူပဲကျွန်တော်မြန်မာနိုင်ငံတစ်ခုလုံးလွတ်မြောက်နေသေးတာလည်းမဟုတ်ပါဘူး။ဆိုတော့ကျွန်တော်တို့ရဲ့ကြံရှိနေသေးတဲ့ချင်းပြည်နယ်မှာရှိတဲ့တခြားမြို့တွေကိုလည်းအာဏာရှင်စနစ်ကနဲ့လွတ်မြောက်ပြီးတော့ကျွန်တော်တို့ကိုကျွန်တော်ကိုဖန်တီးဖို့အပြည့်အဝရှိတဲ့စနစ်တစ်ခုစီကိုတွားရမှာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့မဖြစ်မနေတိုက်ပွဲတွေကိုဆက်ပြီးတော့ပေါ်ဆောင်ရမှာဖြစ်ပါတယ်။အဲဒါကြောင့်မိဘပြည်သူတွေအားလုံးကနေပြီးတော့မှကျွန်တော် CDF မင်းတပ်ချင်းကဝဲတပ်ဖွဲ့မင်းတပ်ကိုဆက်လက်ဝိုင်းရံပံ့ပိုးပေးကြဖို့လည်းဖိတ်ခေါ်နေပါတယ်။ထိုနည်းတူပဲကျွန်တော်တို့ဒေသတွင်းနဲ့ချိတ်ဆက်နေတဲ့နယ်မြေဒေသအကြီးကြီးမှာလည်းကျွန်တော်တို့ရဲ့ရှေ့ဆက်ရမယ့်စစ်စင်ရေးဒီမှာလည်းပူပေါင်းဆောင်ရွက်ဖို့ရှိပါတယ်။အဲ့ဒီအခြေအနေမှာလည်းကျွန်တော်တို့ရဲ့လိုအပ်နေတဲ့လက်နက်ခဲယမ်းစာနာရေးခါတွေမှာလည်းထပ်ပြီးတော့ဝိုင်းရံပံ့ပိုးပေးကြဖို့မြစ်တာရက်ခံနေပါတယ်။ကျွန်တော်တို့တော်လှန်ရေးဟာမဖြစ်မနေလက်နက်ကင်မှပြီးသွားမဲ့တော်လှန်ရေးဖြစ်လို့တော့ကျွန်တော်တို့ဒီတော်လှန်ရေးကိုလက်နက်ကင်ပြီးတော့တိုက်ခိုက်ကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့်မဖြစ်မနေကျွန်တော်တို့ဆက်ပြီးတော့တော်လှန်ရအောင်မဖြစ်ပါနဲ့။အဲ့ဒါကြောင့်မိဘပြည်သူတယောက်ချင်းစီကဆက်ပြီးတော့ဝိုင်းရံပံ့ပိုးပေးကြပါဒီလေးနှစ်ပြည့်အခမ်းအနားကိုလည်းကျွန်တော်ခန်းခန်းနားနားနဲ့မပြုတ်လုံးနိုင်ခဲ့ပါဘူးလေကြောင်းအန္တရာယ်မျိုးမျိုးထိုနည်းတူဆိုဒေသတွင်းမှာရှိတဲ့မိဘပြည်သူလူထုတရားလုံးရဲ့အသက်လုံခြုံရေးစသည်အဖြစ်လုံခြုံရေးကိုအထူးဂရုစိုက်တဲ့အနေနဲ့ကျွန်တော်တို့ဒီလေးနှစ်ပြည့်တော်လှန်ရေးကိုလည်းကျွန်တော်ခန်းခန်းနားနားနဲ့မလုပ်ခဲ့ပါဘူးကျွန်တော်ရှေ့ဆက်ရမယ့်အနာဂတ်အတွက်ဒီကျွန်တော်တို့ပေးဆက်ခဲ့တဲ့
တမိုင်းကိုမမေ့မလျော့ပဲနဲ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတပီးမော်ကွင်းထိုးချင်းအဖြစ်ပါလေကျွန်တော်တို့ရဲ့စစ်မှန်တဲ့ဒီလင်းနှစ်ပြည့်အခမ်းအနားပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဆက်ပြီးတော့ကျွန်တော်တို့ငန်းနှစ်ပြည့်မှာလဲကျွန်တော်ချင်းပြည်နယ်တပြည်နယ်လုံးလုံးမြောက်ရမယ်ထိုနည်းတူစွာပဲကျွန်တော်တို့ဒီတာတွင်းမှာရှိနေကြတဲ့ကျွန်တော်တို့ ਨੇ ဒီချိဆက်နေကြတဲ့ဒီဒေတာအသီးသီးမှာလည်းဆရာနာရှင်စနစ်ကလည်းလွတ်မြောက်ပြီးတော့ကျွန်တော်အားလုံးလူချင်းနေတဲ့ပိုင်းတိုင်းကိုကြမကိုဖန်တီးခွင့်ပြုဝရှိတဲ့ဘန်းတိုင်းကိုကျွန်တော်ဆက်ပြီးတော့ခြေတက်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ငန်းနှစ်ပြည့်မှာတော့ကျွန်တော်လူချင်းတဲ့ဘန်းတိုင်းရောက်ဖို့အတွက်ဒီလာမဲ့တစ်နှစ်အတွင်းမှာလည်းကြိုးစားပြီးတော့ကျွန်တော်တော်လှန်ရေးကိုဆက်လုပ်သွားမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ရဲ့အခုလက်ရှိအောင်မြင်နေတဲ့ကျွန်တော်ချင်းညီနောင်စစ်စင်ကြီးကိုလည်းဆက်ပြီးတော့ဝိုင်းရမှာမပေးကြပါကျွန်တော်တို့ချင်းညီနောင်မှာဆက်ပြီးတော့ဖော်ဆောင်ရမယ်ဒီတင်စစ်စင်ကြီးထိုနည်းတူပဲကျွန်တော်တို့ချင်းပြည်နယ်တွင်းမှာရှိနေသေးတဲ့ဟာခါထန်တလန်စသည်မြို့တွေလွတ်မြောက်ရေးအတွက်လည်းကျွန်တော်စွမ်းစွမ်းတမန်ဘူပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲကြောင့်ဆက်ပြီးတော့ချင်းညီနောင်စစ်စင်ကြီးချင်းညီနောင်ဖွဲ့ဝင်တွေကိုလည်းဆက်ပြီးတော့အပေးဝိုင်းရန်ထောက်ခံပေးကြဖို့မြစ်တာရက်ခံနေပါတယ်ထိုနည်းတူပဲကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအနေနဲ့လည်းကျွန်တော်ဒီလိုအောင်မြင်မှုတခုရလာတာဟာကျွန်တော်မဟာမိတ်တွေရဲ့ဝိုင်းရံပတ်ဖို့ပေးမှုမဟာမိတ်ရဲ့ကျွန်တော်အပေါ်မှာမှန်ကန်တဲ့စေတနာထားရှိမှုကျွန်တော်အပေါ်မှာအပြည့်အဝယက်တည်ပေးမှုတွေကြောင့်ကျွန်တော်ဒီလိုအခြေအနေကိုရောက်ရှိလာဖြစ်ပါတယ်ကျွန်တော်အောင်မြင်သည်ဖြစ်စီကျွန်တော်ကြာရှုံးသည်ဖြစ်စီကျွန်တော်ခက်ခဲတဲ့အချိန်မှာကျွန်တော်ကြာရှုံးတဲ့အချိန်မှာကျွန်တော်ကိုအမြဲတမ်းဝိုင်းရံပတ်ဖို့ဖေးမှကူညီပေးကြတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေကောင်းမဟာမိတ်ကောင်းတွေကိုလည်းမမေ့မလျော့ပဲနဲ့ကျွန်တော်တို့ဆက်ပြီးတော့မိတ်ဆွေကောင်းပြီးသားဆိုရင်ဆက်လက်ပြီးတော့ရပ်တည်သွားဖို့လိုအပ်ပါတယ်အဲကြောင့်ကျွန်တော်တို့အနေနဲ့လည်းနောက်မှာလည်းမဟာမိတ်ကောင်းမိတ်ဆွေကောင်းတွေကိုအများကြီးကျွန်တော်တို့အပြန်အလှန်အကျိုးပြုတဲ့အနေနဲ့ပြန်ပြီးတော့ဝိုင်းရံပတ်ဖို့ပြီးသွားဖို့လည်းကျွန်တော်တို့စ조사ဆောင်ရွက်နေရှိပါတယ်အဲကြောင့်ကျွန်တော်တို့ဒီချင်းကဝဲတပ်ဖွဲ့မင်းတပ်အနေဖြင့်ကျွန်တော်တို့ရဲ့ဒေသတွင်းအာဏာရှင်စနစ်ပပျောက်ပြီးတော့ကျွန်တော်တို့လူချင်းနဲ့အခုတမန်ကိုဖန်တီးခွင့်ကျွန်တော်ချင်းပြည်တစ်ခုလုံးလွတ်မြောက်ဖို့အတွက်ထိုနည်းတူပဲကျွန်တော်တို့တနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်တောက်တနေရာကနေစွမ်းစွမ်းတမန်စူးစမ်းပေးဆက်သွားရင်းနဲ့ကျွန်တော်ရဲ့တော်လှန်ရေးခရီးကိုရှေ့ဆက်သွားအောင်မှဖြစ်ကြောင်းဖော်ပြရင်းနဲ့လည်းဒီကုန်းချုပ်ပါပါတယ်အလုံးကျေးဇူးတင်ပါတယ်